အခုချိန်မှာ run ကင်မှုရပါတီနဲ့ trio တွေကလွယ်ရင် public ကသူတော်တော်များများက run ဆော့ရမှာတကယ် pure တန်နေ sport hero တွေကိုဆော့လာတာနဲတယ်နောက်ပြီး lane machine system ရ run main နဲ့တခြား lane တွေယူထားပေမဲ့တကယ် run ရှားနေတဲ့အချိန်မှာအခုလိုရွေးချယ်ထားတဲ့သူတွေကို run ကြပေးလိုက်ရင်ပွဲထဲမှာဆော့ကျင်တာဆော့ရတဲ့သူတွေကများလာတယ်နောက်ပြီးတစ်ဖက်အသင်းဘက်က matter နဲ့လိုက်တဲ့ rumor တွေ pure တန်တွေ sport healing နဲ့ဆော့နေချိန်ကိုအသင်းကကာပါလဲမရ solo လိုက်ဆော့နေရမယ့် roaming သူတွေပါလာတာတော်တော်လေးကိုဆိုးပါတယ်အဲ့လို run ယူပြီးတော့ solo ဆော့နေကြတဲ့ hero တွေထဲမှာပထမဆုံး hero ဆိုရင်တော့စာပါကို run နေမဟုတ်ဘဲနဲ့ jungler ခေါ်ရလဲဆော့ကြတယ် jungler ခေါ်ဆိုတာဝင်ပြီးပြန်ထွက်မလာတဲ့သူတွေကိုပြောတာပါနောက်ပြီးခုနကပြောရတဲ့ roaming လို့နေရာမှာစာပါလို hero နဲ့ solo တွေ lane ပတ်ပြီး ultimate ရရနဲ့ live ပိုင်းပြီးတက်ကြတယ်ဒါကအားလီလိုအချိန်မှာတော်တော်လေးကိုပြောဖို့ကောင်းတယ်လို့ထင်ရပေမဲ့ mid game နဲ့ late game လိုအချိန်တွေမှာတစ်ဖက်အသင်းဘက်က item လက်ထွက်နေချိန်သူတို့အသင်းဘက်က sport hero တွေ pure တန်တွေကိုစာပါလို single target နဲ့ roaming လိုနေရာမှာဆော့တာဘာမှအကျိုးရှိမနေဘူးအကယ်၍ mate တွေကိုပိုင်းရင်ပြတ်ကောင်းပြတ်နိုင်ပေမဲ့အသင်းအတွက်တကယ်ကောင်းတဲ့ front liner cover ပေးမဲ့သူက ESP lane ကလွှဲရင် channel hero တွေမရှိတာကြောင့်နောက်ပိုင်းကြာလာတဲ့အမျှ battle ဆိုင်တိုင်းရှုံးနိုင်ပြီးစာပါ roaming ကမဆော့တဲ့ hero လို့တော့ထင်တယ်နောက်ပြီး enemy ဘက်ကပါစားတတ်တဲ့သူတွေဆိုရင်အဲပွဲဆော့ရမှာဘလို့ဆော့အားလီပဲဘလောက်တတာစာပါ roaming နဲ့အလုံးမဖြစ်တာကတော့အမှန်ပဲနောက် hero တကောင်ကတော့နတာလီယန်ကလည်းစာပါနီးသူ assassin hero တကောင်ဆိုပေမဲ့အရင်ကနတာလီယန် roaming ကခက်တကက်ရှိတာတော့အမှန်ပဲဒါပေမဲ့နတာလီယန်ကိုမွန်တုံးကနေခဏနှက်နေရကြောင်းနတာလီယန်မတာမှာပျောက်နေတာတော်တော်လေးကိုကြာသွားပြီဒါပေမဲ့အခု season 41မှာဆိုရင် run ယူပြီးတော့တမ်းမဆော့ကျင်တဲ့သူရဲ့အနေနဲ့နတာလီယန်လို hero roaming လိုနေရာမှာဆော့လာကြတယ်ဒါကပြဿနာမဟုတ်ပေမဲ့နတာလီယန်လို hero ကအရင်ကလိုကိုပြောက်ပြီးလိုက်ချရမှာအရင်ကလောက်ဘတ်တယ်ဝင်လုံးလိုကောင်းတဲ့ hero မဟုတ်တော့သလိုသူ့ရဲ့ vision ကိုလည်း enemy တော်တော်များများကအခုနောက်ပိုင်းမှာအထာကောင်းသိနေကြတာကြောင့်အရင်ကဘလောက်ကောင်းတဲ့နတာ roaming ပဲဖြစ်ဖြစ်အခုမတာမှာတော့ sport hero တွေ pure တန်တွေ AoE roamer တွေလောက် run မှာ3ကောင်းမှမဟုတ်တာတော့အမှန်ပဲ brother တို့ရောအဲ့လို roamer တွေနဲ့ဆော့ဘူးလား brother တို့ရဲ့အမြင်ကိုလည်းပြောပြခဲ့လို့ရပါတယ်